တွန်ပိုင်းတယောက်နဲ့ main ကလေးတယောက်နဲ့ချစ်ကြိုက်နေစဉ်ကာလမှာအဲ့ဒီ main ကလေးကိုဗီဒီယိုကောခေါ်ပြီးတော့ကိုလုံးတီချွတ်ပြီးတော့စမူစာတွေပြခိုင်းပေါက်စီတွေပြခိုင်းအဲ့ဒီ main ကလေးနဲ့လည်းပြက်တော့အဲ့ဒီဗီဒီယိုကို Telegram မှာ HD ဖြစ်သွားရောက်စားတဲ့အကြောင်းပြောပြမလို့ဒီဗီဒီယိုလေးကိုစောင့်ကြည့်ပြီးသွားကြအောင်အဲ့ဒါအခုလက်တလုံးမှာပဲဖြစ်နေရပါတော့မင်္ဂလာပါဒီဗီဒီယိုလေးမှာတော့တွန်ပွိုင်နဲ့မင်္ဂလီတယောက်နဲ့ချစ်ကြရမှာအဲ့မင်္ဂလီကိုနို့ဒီပြခိုင်းစမူစာတွေပြခိုင်းပြီးတော့အဲ့မင်္ဂလီနဲ့ပြည့်ရော Telegram မှာ HD ကိုရောင်းစားလိုက်တယ်လို့ပြောပါတယ်ဒါတွေကတကယ်နော်မင်္ဂလီတွေတတိထားရမှာကဘသူကိုမှရောင်းစားလို့မရပါဘူးအခုကတဖြည်းဖြည်းဆိုးလာပြီနော် Telegram မှာဆို HD တွေရောင်းစားနေကြတာအများကြီးဖြစ်နေပါပြီဆိုတော့ဗီဒီယိုလေးကိုစလိုက်ကြရအောင်ပါဒီတေချာတည့်ရတာ၄ရက်လောက်ပဲရှိသေးတယ်အဲ့ဒါဘာလဲဆိုတော့အဲ့ဒီတွန်ပိုင်းနဲ့ဒီ main ကလေးနဲ့ကြိုက်နေကြမှာကြားမှာသူတို့ပြဿနာဖြစ်ကြရပေါ့နော်ပြဿနာတွေဖြစ်တဲ့ခါကျတော့ထားလိုက်တော့ကပြဿနာဖြစ်ပြီးသူတို့ပြတ်သွားကြတယ်ပေါ့နော်ပြတ်သွားတဲ့ခါမှာတွန်ပိုင်းကဘယ်လိုဖြစ်လဲဆိုတော့ဒီ main ကလေးနဲ့သူနဲ့ချစ်ကြိုက်နေစဉ်ကာလမှာဒီ main ကလေးသူ့ကိုကလုံးလေးချွတ်ပြီးတော့ဒီပေါက်စီလောက်ပြတဲ့စမူစာတွေပြမယ်နီးမျိုးစုံလောက်ပြထားတဲ့ဥစ္စာတွေအဲ့ဒီတွန်ပိုင်း Telegram မှာသွားပြီး HD ဖြစ်သွားရောက်စားတယ်တဲ့ main ကလေးတွေသတိထားကြပါလို့ပြောချင်တယ်နော် main ကလေးတွေပြောချင်တာ main ကလေးတွေသတိထားကြပါကိုကကျွန်းကိုတို့တောင်မယုံကြနဲ့နော်ကိုကနဲ့မယူရသေးဘူးဆိုတော့ဒီလိုမျိုးတွေမလုပ်ကြနဲ့ပြောချင်တာကွာသူနဲ့ကလည်း main ကလေးချစ်မဲဆိုပြီးတော့လေမယုံကြည်နဲ့နော်ဒီလားတချို့ကအရန်ကြောက်ဖို့ကောင်းတယ်ကိုစိတ်လို့မဟုတ်ဘူးလေနော်အရန်ကြောက်စရာကောင်းတယ်အခုဂျုံ main ကလေးတိတ်ခါအရန်ကြတယ်နောက်ခုနှစ်ဖက်ကြိုက်နေစဉ်ကာလတော့ကွာသူလည်းစိတ်လိုတယ်ကိုလည်းစိတ်ပါတယ်ဒီလိုမျိုးပြခဲ့ပြီးလှုပ်ခဲ့ပြီးပါပြီဆိုပြတ်သွားပြီဆိုပြီးသွားပြီယတိပြက်ဖြတ်လိုက်တော့သူကပြတ်သွားတဲ့အချိန်ကျမှအောက်ဖက်ကောက်လန့်ပလိုက်တယ်မစားရတဲ့မင်းကိုတင်းနဲ့ပတ်တာကောင်မလေးကိုတိတ်ခါချတာကွာသိတယ်မလားလှုပ်ပြတဲ့ဥစ္စာတွေကိုသူကစက္ကွန်ရကော့ဖန်ထားပြီးပြတ်သွားတဲ့အချိန်ကျမှ HD ဖြစ် Telegram မှာတွားရောက်စားကြတာဘသူတွေလည်းဘဝရေးတော့သိချင်ကိုယ့်အောက်တက်တော့မှရှာကြည့်ကြနော်ငါကတော့နာမည်လည်းမပြောဘူးကိုကတိထားတဲ့သူဆိုတော့တရင်အနေနဲ့ဒါလေးတတိထားဖို့အတွက်ပြောပြတာနော် Telegram မှာတွားရှာကြရှိသေးရဲ့လို့ပြောတဲ့ဗီဒီယိုတွေကလေဒီတို့လင်းရရင်လည်းငါပြောကြအောင်ငါ Telegram မှာမရှာတတ်လို့လာပြောပြတာမိန်းကလေးတတိထားကြပါလို့ပြောချင်တာကိုနဲ့မယူရသေးဘာမှအဲ့လိုမျိုးလုတ်ပြမနေနဲ့လုတ်ပြစရာမလိုဘူးပေါ့နော်တချို့ကရမ်းကြောက်ဖို့ကောင်းတယ်မကြောက်လိုက်တာဗီဒီယိုလေးကပြီးဆုံးလို့သွားပါပြီညီမရဲ့ YouTube channel လေးမှာမိန်းကလေးတွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ဘူးတူတာရစရာတွေတခြားသောအမျိုးသမီးတွေနဲ့ပတ်သက်တဲ့အရာများတင်ဆက်နေတာဖြစ်လို့ like and subscribe လုပ်ခဲ့ပြီးဖို့ကိုလည်းတောင်းဆိုချင်ပါတယ်ကြည့်ရှုပေးတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြပါမယ်ရှင်